ဒီမုတ်နမင်ကိုဘတ်ကူရာလို့ခေါ်ပါတယ်။ RA data ရဲ့မုတ်အခေါ်ရောပါဆိုတော့လုံနေလွယ်ကူတဲ့အတွက်လာမျှဝေပေးတာဖြစ်ပါတယ်။အရင်ဦးဆုံးဟင်းခက်ဇာဗလာထည့်ပါမယ်။ပြီးရင်တော့ကြက်ဥ3လုံးဖောက်ထားလိုက်ပါတယ်။ပြီးသွားရင်တော့ baking powder တစ်စွန်းသုံးထားပါတယ်။ပြီးရင်တော့ပဲစိမ်းအမှုတ်စိမ်းပေါ့နော်။6စွန်း4စွန်းလောက်ထည့်ထားလိုက်ပါတယ်။လိုအပ်ရင်လိုအပ်တဲ့လောက်ပြန်ထည့်လို့ရပါတယ်။အဲ့ဒါကိုရေထည့်ကြမလို့ပဲနဲ့ရေထွက်လာအောင်ထိနေထားလိုက်ပါတယ်ပြီးရင်10မိနစ်လောက်ထားလိုက်ပါတယ်10မိနစ်အချိန်ပြည့်ပြီဆိုတော့စကြော်ပါမယ်ကြော်တဲ့အချိန်မှာလေးပဲထမင်းစားစုံနဲ့တစ်စုံစီယူပြီးတော့ထည့်ထားလိုက်ပါတယ်အဲ့ဒါကိုအယောင်ကြီးရဲလာအောင်ထိကြော်ပေးလိုက်ပါတယ်အယောင်ရဲလာအောင်ထိကြော်ပေးယူရလို့ရှိရင်တကားစုံနဲ့ဆေးပြီးတော့တီရှူပေါ်မှာထားလိုက်ပါတယ်တီရှူကတော့စီကိုစုပ်ပေးပါတယ်ဒီဘတ်ကိုရာမုတ်လို့ခေါ်တဲ့ဒီမုတ်ကလေအရသာရှိတယ်ဘလို့ပုံစံလဲဆိုတော့ငါတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကစွန်းရွတ်နဲ့အဲ့လိုစက်တော်နီကိုကြော်ထားတဲ့ပုံစံမျိုးအဲ့လိုအရသာမျိုးအချင်းရည်နဲ့တို့စားရတယ်လေအဲ့လိုပုံစံမျိုးလုပ်ထားတာဖြစ်တယ်ဒီနိုင်ငံကကြတော့ဘလို့နော်စီးလေးတိတ်မစားဘူးအရသာလည်းအရင်ရှိတယ်စားလို့လည်းအရင်ကောင်းတယ်အချင်းရည်နဲ့တို့စားရတာဖြစ်တယ်ဒီဗီဒီယိုလေးကိုကြည့်တယ်ဆိုလို့ရှိရင်တော့ like share လုပ်ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်